မင်္ဂလာပါခင်ဗျာလူတော်တော်များများကငါလဲပတ်စံချမ်းသာခြင်းနဲ့လို့ပြောကြပါတယ်ဒါပေမဲ့ချမ်းသာတဲ့သူနဲ့မချမ်းသာတဲ့သူကိုခွဲခြားပေးတာကံကောင်းတာကံမကောင်းတာမဟုတ်ပါဘူးနေ့စဉ်လုပ်နေတဲ့အကျင့်တွေကပဲဘဝကိုပြောင်းလဲပေးတာပါဒီနေ့ဒီစကားကိုအဆုံးထိနားထောင်မယ်ဆိုရင်စီးပွားရေးတိုးတက်ဖို့အလွန်အသုံးဝင်တဲ့အကျင့်ခုနှစ်ခုကိုသိသွားပါလိမ့်မယ်တဲ့ဝင်ငွေတစ်ခုတည်းကိုမမိခိုပါနဲ့အလုပ်တစ်ခုတည်းလစာတစ်ခုတည်းကိုပဲအားကိုးထားရင်အန္တရာယ်များပါတယ်အားလက်ချိန်မှာ online ရောင်းတာ content ဖန်တီးတာ freelance အလုပ်လုပ်တာဒါမှမဟုတ်ကိုကျွမ်းကျင်တဲ့ skill နဲ့ဝင်ငွေရှာနိုင်မဲ့နည်းလမ်းတွေကိုစတင်ရှာဖွေပါဝင်ငွေတစ်ခုတည်းထက်ဝင်ငွေလမ်းကြောင်းများတာကပိုလုံခြုံပါတယ်နှက်မလိုအပ်တာကိုမဝယ်ပါနဲ့လစာထွက်တိုင်းအစ်စ်ပေါ်တဲ့ဖုန်းအဝတ်စားအသုံးမလိုတဲ့ပစ္စည်းတွေဝယ်နေမယ်ဆိုရင်ပတ်စံကမကျန်တော့ပါဘူးအဲ့ဒီငွေကိုကိုယ်ဝင်ငွေတိုးစေမဲ့ပညာ skill ဒါမှမဟုတ်လုပ်ငန်းတစ်ခုမှာရင်းနှီးမြှုပ်နှံတာကပိုတန်ဖိုးရှိပါတယ်သုံးပညာကိုအမြဲရင်းနှီးမြှုပ်နှံပါပတ်စံပြောင်းနိုင်တယ်ပစ္စည်းပြောင်းနိုင်တယ်ဒါပေမဲ့ကိုသင်ယူထားတဲ့ပညာကိုဘယ်သူမှမခိုးနိုင်ပါဘူးနေ့တိုင်းစာဖတ်ပါဗီဒီယိုကြည့်ပြီးသင်ယူပါ skill အသစ်တစ်ခုကိုအမြဲလေ့လာပါဒီနေ့သင်ထားတဲ့ပညာကနောက်နှစ်မှာသင်ဝင်ငွေကိုပြောင်းလဲပေးနိုင်ပါတယ်လေးအချိန်ကိုတန်ဖိုးထားပါလူတိုင်းမှာတစ်နေ့ကို24နာရီပဲရပါတယ်အောင်မြင်တဲ့သူနဲ့မအောင်မြင်တဲ့သူရဲ့ကွာခြားချက်ကအချိန်ကိုဘယ်လိုအသုံးချလဲဆိုတာပါဖုံးသုံးတဲ့အချိန်ကိုနည်းနည်းလျှော့ပြီးအသိပညာတိုးစေမဲ့အရာတစ်ခုကိုလေ့လာကြည့်ပါတစ်နေ့တစ်နာရီကတော့တစ်နှစ်အကြာမှာအရန်ကြီးကွာခြားသွားနိုင်ပါတယ်ငါငွေကိုစနစ်တကျစုဆောင်းပါပတ်စံဘလောက်ရစုဆောင်းတဲ့အကျင့်မရှိရင်အမြဲလက်ထဲမှာမကျန်ပါဘူးဝင်ငွေရဲ့အနည်းဆုံး10%ကိုစုဆောင်းထားပါအရေးပေါ်အချိန်မှာအဲ့ဒီငွေကတင့်ကိုကယ်တင်ပေးနိုင်ပါတယ်6စီကန်းရှိပါအောင်မြင်မှုဆိုတာစိတ်ပါမှလောက်တာနဲ့မရပါဘူးစိတ်မပါတဲ့နေ့မှာတော့ဆက်လုပ်နိုင်တဲ့စီကန်းကအောင်မြင်မှုကိုဖန်တီးပေးတာပါနေ့တိုင်းနည်းနည်းစီတိုးတက်နေသူကနောက်ဆုံးမှအများကြီးရှေ့ရောက်သွားပါတယ်9စတင်ဖို့မကြောက်ပါနဲ့လူအများစုကအစင်သစ်ဖြစ်မှလုပ်မယ်ပတ်စံများမှစမယ်အချိန်ရမှစမယ်လို့ပြောနေကြပါတယ်ဒါပေမဲ့အောင်မြင်သူတွေကတော့အရင်စတင်တယ်လုပ်ရင်းတင်ယူတယ်မှားရင်းပြင်တယ်ဒီလိုနဲ့တဖြည်းဖြည်းအောင်မြင်လာကြတာပါဏီကုန်းချုပ်အနေနဲ့ချမ်းသာခြင်းရင်ပတ်စံနောက်ကိုပဲမလိုက်ပါနဲ့တန်မိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်အရင်တိဆောက်ပါတန်မိုးရှိတဲ့သူနောက်ကိုအခွင့်အရေးတွေလည်းလိုက်လာမယ်ဝင်ငွေတွေလည်းလိုက်လာမယ်အောင်မြင်မှုတွေလည်းလိုက်လာပါလိမ့်မယ်ဒီနေ့ကစပြီးတစ်နေ့ကို100%ပဲတိုးတက်အောင်ကြိုးစားပါတစ်နှစ်အကြာမှာသင်ဟာမနေ့ကသင်နဲ့မတူတဲ့သူတစ်ယောက်ဖြစ်နေပါလိမ့်မယ်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုစီးပွားတက်စေမဲ့ voice over တွေကိုဆက်လက်နားထောင်ခြင်းရင် follow လုပ်ထားဖို့မမေ့ပါနဲ့